မင်းတို့တော့စစ်တာအောင်သွားပြီဆိုတော့ကမင်းတို့တင်တန်းတက်ပြီးတာနဲ့စစ်သားရဖြစ်ပြီနော်ဟေးဟာလို့စစ်သားရသူတို့ကိုစီရလို့哦，那没比你妈没去花，你那弄不见的，不见的。ဒီကောင်တလောက်ငိုတယ်တင်တန်းတော့ခံမမလားမသိဟမ်ဟေးနေကွာတော့ငိုတာကြရင်မင်းကတွေ့မယ် ဟုတ်ကဲ့ပါ ဒီမှာမင်းတို့စစ်သားဖြစ်သွားပြီစစ်သားဖြစ်သွားတဲ့ခါမှာစစ်သားစိတ်တော့မိုးရမယ်မင်းတို့အရသားရင်မို့တော့ဟုတ်ပြီနော် OK。အဲ့တို့စစ်တဲ့ဝင်နေဆိုတာဒီတိုင်းရိုးဝင်လို့မရဘူးရွေချက်တော့ရှိရ ရှိတာဘောဆရာကြီး ဟုတ်ပြီနော် โอเค ကဲဖေကစပြော အော်ရည်ရွယ်ချက်ပြောရမယ်ဆိုရင်တော့ရည်ရွယ်ချက်ဆိုတာရှိပါလေလူတယောက်မှရည်ရွယ်ချက်ရှိရလဲကျွန်တော်ဟိုကောမှာမြတ်စွာဘုရားလက်ထက်တည်းရည်ရွယ်ချက်တွေဘယ်လောက်ထိရှိသလဲဆိုရင် ဟေးမင်းငါ့ကိုရိုးပြောလို့မရဘူးရိုးတန်းတန်းပြောလို့မရဘူး ဇက်ကအဲ့လိုကျွန်တော်ကသမင်းသားလေးပါ အေးဇမင်းလားဇရဲတော့ပြောဒါတတ်ထဲမှာဇက်ခုံမမဟုတ်ဘူးနော်တတ်ထဲရောက်နေပြီ ဟုတ်ကဲ့ခင်ဗျ အေးပြပြသားသားနဲ့ပီပီသားသားပြောမလေးစီအောင်အေးဘောကြီးညပဲလာမလို့နဲ့နော်ပြောဘာဖြစ်လဲဘယ်လိုလုပ်စစ်တဲ့ဝင်နေတာပြော ရည်ရွယ်ချက်ပြောရမယ်ဆိုရင်အမလီမမမမမေဘီရည်ရွယ်ချက်မေဘီအမမေပြောရလား ပြောငါစိတ်ရှည်တယ်နော်ပြောရိုးတန်းပြောလို့မင်းငါပြောတာလေ အချင်းကပါနေလို့ဒီလိုရှိပါလေဆရာကြီးကျွန်တော်ကဇမင်းသားလေးဆိုတော့လေကျွန်တော်ဇက်ထောင်ပြီးတဲ့ဆက်စရာကျွန်တော်နဲ့အသက်90လောက်ကြီးတဲ့မမတယောက်နဲ့ကျွန်တော်အိမ်အောင်ကြခဲ့ပါပြီအဲ့အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဇက်ကို3နှစ်တိတိကတယ်အဲ့3နှစ်ကပြီးတဲ့အချိန်ထိကျွန်တော်ဆိုရင်ဒီအင်မတန်မှဂရုစိုက်ပါလေဒါပေမဲ့ကျွန်တော်ကဒီဝစားတွေတာနာနာဝရွှေတွေငွေတွေစင်းတဲ့ခါကျတော့ကျွန်တော်ဘာမှမကြိုက်ဘူးတဲ့နင်အဲ့လားမဝဲအောင်လေစွစွပြပြဝဲရမယ်လေကျွန်တော်ဘာဖြစ်လို့လဲမမရဲမိတဲ့ခါကျတော့မမကျွန်တော်ပြန်ပြောတယ်နင်အဲ့လိုဝဲတဲ့ခါကျတော့လေကောင်မလေးကနင်ကိုကြည့်တဲ့ခါကျတော့မလီနင်ကိုကောင်မလေးကလေဟိုဒီဆွဲဆိုငါ့ကိုနင်ပြစ်ခေါ်တော့မှဆိုတော့ကျွန်တော်စွစွပြပြကိုခိုင်းနေဆရာကြီး အဲ့ဘာဖြစ်လို့လဲ မနာလို့လားဆရာ ချစ်တယ်ပူလား ဟုတ်တယ်ဆရာကြီးကျွန်တော်စွစွပြပြကိုခိုင်းနေကြတော့အပီပီဦးစားလေးကိုတည်းပါတိတ်ဆိုဘူးပါတိတ်ကွမ်းဆက်လက်ကောက်ဆိုရင်လည်းလေရွှေလက်ကောက်ဆိုရင်လည်းဒီလိုတရောင်စစ်တီရောက်တယ်ဗျာအော်အဲ့ကျွန်တော်ကြတော့စိုးပြတ်ဘူးပြောသူကြတော့ဘာလို့အဲ့လိုဝိရလဲမမရဲ့လို့မေးတဲ့ခါကျတော့မဟုတ်ဘူးလေတဲ့ငါအဲ့လိုဝိတဲ့ခါကျတော့နင့်ကိုဇန်းတင်ပြီးသားဖြစ်သားလေတဲ့နင်လည်းတတိကြော်ရဲ့ငါတတိသမီးရဲ့ကြော်ဖြစ်သွားကြော်မဟုတ်ပါတတိသမီးရဲ့ 你俺表演小人。 တတိသမီးရဲ့ယောက်ျားဖြစ်သွားလေတဲ့အဲ့တော့ तू ကတတနနဝိတဲ့ဆရာကြီးရဲ့အဲ့လိုပဲကျွန်တော်စားတဲ့ခါကြတော့လေအားရပါရလေကျွန်တော်နွားနူလို့မလိုင်းလို့ကျက်ဦးလို့အားရပါရစားတယ်စားတော့အဲ့တော့မစားနဲ့လေကျမ်းမာရေးထိကြိုက်တယ်တဲ့ကျွန်တော်အဲ့ဓမင်းကျန်းနဲ့ငါ6ပုံနဲ့ကျွေးတဲ့ဆရာကြီး သူကြတော့ဘာစားတယ် သူကြတော့လေဟမ်ဘာဂါတို့တီဦးတို့တနေ့ကိုတီဦး9ဘွဲ6ဘွဲ9ဘွဲမကစားတယ်မမအဲ့ဒါဘာလို့စားလဲဆိုတော့မဟုတ်ဘူးတဲ့ငါအဲ့လိုစားမှငါဘွားဖိလာတဲ့ခါကျတော့နင့်ကိုပြုစုနိုင်မယ်တဲ့အခုတော့သူနဲ့ကျွန်တော်နဲ့ကွဲသွားပြီဆရာကြီးကွဲသွားပြီ အဲ့ဒါနဲ့ပဲမင်းစစ်တဲ့ရောက်လာတာပေါ့ သူနဲ့ကျွန်တော်နဲ့ညာကြီးအချင်းစားပြီညာရဲ့အချင်းကြီးသူ့ရဲ့အိမ်တော်ကြီးကနေပြန်လာခေါ်တဲ့ခါကျတော့သူကျွန်တော်ကိုထားခဲ့တယ်ကျွန်တော်ဇက်သမားလေးပြီးတာလေအင်မတန်မှအသေးဒီနာပြီးတော့ခံစားရလို့ငါဒီလိုလို့မရတော့ဘူးစမင်းသားတဲ့ဒီလိုမိတ်ကတည်းမလိမ့်တော့ဘူးယောက်ျားဖြစ်တဲ့တန်းနဲ့ယောက်ျားစစ်စစ်အေကံပြည့်တဲ့တန်းနဲ့စစ်တပ်ထဲကိုဝင်မယ်ဆိုပြီးတော့ရွေချက်ကြီးမှာပါလေဆရာကြီး မင်းရွေချက်ကလည်းတိတ်မဟုတ်သေးပါဘူးကွာအသက်ကွဲဝင်လာတဲ့ဒဇိုင်းဖြစ်နေကဲထားပါတော့ဒီစိတ်တွေဖြောင်းအောင်မနော်ဒီထဲရောက်လိုက် ကြောက်နေပြီဆရာကြီး